ကဲ YouTube အမျိုးတွေအားလုံးပဲမင်္ဂလာပါနော်ဒါကတော့ကျွန်တော်တို့ဗုဒ္ဓဟူးနေ့နေ့လည်စာလေးပါဒီနေ့ကတော့ရွှေကောင်းမြောင်များကြက်ဥဟင်းချက်တယ်ရွှေကောင်းမြောင်ကဲအားလုံးပဲထမင်းစားကြအောင်နော် YouTube အမျိုးတွေဒါဖေုံသီးအနုလေးတွေကိုကြော်ထားတာဗျာဖေုံသီးအနုလေးတွေအဲ့ဒါတော့ကစွန်းရဲ့ကြော်ပါခင်ဗျာကစွန်းရဲ့ကြော်အဲ့ဒါတော့ငရုတ်သီးစားတော့များအညာစတိုင်ပေါ့ငရုတ်သီးစားတော့ငရုတ်သီးစားတော့မှာခင်ဗျာငရုတ်သီးစားတော့အဲ့ဒါတော့အရီတော့ဗျာပဲကြီးနဲ့စုပုတ်ရွက်နဲ့အရီတော့ပဲကြီးနဲ့စုပုတ်ရွက်နဲ့အရီတော့ပါခင်ဗျာကဲအားလုံးပဲထမင်းစားကြပါအောင်နော်ဒါတော့ဗုဒ္ဓဟူးနေ့နေ့လည်စာလေးပါကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာ